Hello အားလုံးပဲမင်္ဂလာပါအခုပထမဆုံးအင်မီတို့ကတိုင်တိုးထိုးနေပြမယ်ပေါ့နော်တိုင်တိုးပဲထိုးထိုးတိုင်ရှည်ပဲထိုးထိုးတိုင်လက်ပဲထိုးထိုးအင်မီတို့ကဒီဖုန်မီအရင်ထိုးတတ်မှာပေါ့နော်အပေါ်မှာတိုင်ရှည်တိုင်လက်တိုင်တိုးပေါ့နော်အဲ့ဒါလေးထိုးမှထိုးလို့ရမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဖုန်မီကိုအရင်ဆုံးထိုးမယ်ထိုးတဲ့ခါကြလို့ရှိရင်အင်မီပထမဆုံးပြထားတဲ့အတိုင်းပဲလက်ညှိုးလေးထဲမှာပတ်ပြီးသွားလို့ရှိလို့ရှိရင်လက်ညှိုးလေးတွေကနေအိုက်ကွင်းလေးကိုထုတ်ပြီးသွားလို့ရှိရင်ချီအရင်စားလေးကိုအိုက်ကွင်းထဲကနေပြီးတော့တစ်ခါပြန်ပြီးတော့ဒီလိုလေးထုတ်ပြီးဆွဲလိုက်အဲဆိုဒီလိုကွင်းလေးရောက်သွားမယ်ပြီးလို့ရှိရင်အိုက်ထဲကိုမှအင်မီတို့ကအထည့်ပြီးသွားလို့ရှိရင်ဒီလိုလေးဆွဲပြီးသွားလို့ရှိရင်စောစောကအကိုင်းနဲ့ချီကိုင်းလေးအတိုင်းပဲပေါ့နော်ဒါတမ်းမှညက်ပြီးရင်လက်နှချားကိုကြောပြီးလက်ညှိုးကနေပြီးတော့ပြန်ပတ်ပြီးတော့ထုတ်ပြီးသွားလို့ရှိရင်အခါကျရင်ဖုန်မီကိုပြန်ထိုးမယ်ဖုန်မီကိုအင်မီတို့ကအကိုဒီလိုမျိုးထည့်တာဒီခေါင်းလေးရလေအင်မီတို့ဘက်ကိုဒီကိုယ့်ဘက်မှာရှိနေရမယ်ပေါ့နော်ကိုယ့်ဘက်မှာရှိနေရမယ်အဲ့တော့ဒီခေါင်းလေးကနေပြီးတော့ခြေကိုဒီလိုမျိုးလေးပတ်ပြီးသွားလို့ရှိရင်ဖုန်မီခွင်းထဲကနေပြီးတော့တစ်ခါထုတ်ပြီးခြေကိုဒီလိုမျိုးလေးပတ်ပြီးသွားလို့ရှိရင်ဒီလိုတစ်ခါထုတ်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်10ချက်9ချက်10ချက်နော်အဲ့လေးပြီးသွားလို့ရှိရင်ဒီလိုဖုန်မီစီစီလေးရသွားပြီဆိုလို့ရှိရင်အဲ့လိုဖုန်မီစီစီလေးရသွားပြီဆိုလို့ရှိရင်အင်မီတို့ကဖုန်မီတစ်ချက်ကဒီဖုန်မီတစ်ချက်ကတိုင်တိုးတစ်ချက်နဲ့ညီရယ်အဲ့တော့တိုင်တိုးတစ်ချက်စထိုးပြီဆိုလို့ရှိရင်အင်မီတို့ကအဲ့ဒီအောက်မှာထိုးထားတဲ့ဒီအဲ့ရဲ့အောက်မှာထိုးထားတဲ့ဖုန်မီတစ်ချက်ကိုစကြော်လိုက်နော်ကြော်ပြီးတော့မှပထမဆုံးပေါက်မှာမထိုးဒုတိယမြောက်ဒီအပေါက်လေးရမှာထိုးရပေါ့နော်အဲ့ဒါတိုင်တိုးထိုးနေတာနော်ပထမဆုံးဒီဒုတိယမြောက်အပေါက်မှာထိုးမယ်ပထမဆုံးပေါက်မှာမထိုးပြီးအမှဖုန်မီနှစ်ချင်းရှိတယ်ဖုန်မီနှစ်ချင်းရှိတဲ့တဲကမှအမျိုးကဖုန်မီနှစ်ချင်းရှိတဲ့တဲကမှတစ်ချမ်းနဲ့ကိုအပ်ထည့်ပြီးတော့ခြီကိုအောက်ကယူလို့ရှိရင်အမျိုးအယုတ်ထိုးနေမှာသုံးပါတယ်ဒီလိုမျိုးယူပြီးသွားလို့ရှိရင်နောက်ကစောစောလိုမျိုးပတ်ပြီးတော့အလေးကိုထုတ်နော်ဒါအင်းအခုအယုတ်ထိုးနည်းနဲ့တင်နေရပါတော့အယုတ်ထိုးနည်းဒါတူပြီးလို့ရှိရင်အယုတ်လေးလည်းထိုးတတ်အောင်လို့အယုတ်ထိုးနည်းနဲ့တွဲတင်ပေးရပါအဲ့လိုမှမဟုတ်ဘဲနဲ့အင်ကြီးဒီမှာထိုးတဲ့ပေါ့နော်တိုင်တုံထိုးနည်းရကြတော့ပြန်ပြပေးမယ်နော်အင်ကြီးမှာထိုးတဲ့တိုင်တုံထိုးနည်းရကြတော့အင်ကြီးတို့တခြားဟာတွေမှာထိုးတဲ့တိုင်တုံထိုးနည်းရကြတော့နော်ပြန်ထုတ်ပြီးသွားလို့ရှိရင်ပထမဆုံးတိုင်တုံဖြစ်တဲ့အတွက်ပထမဆုံးအပေါက်ကိုကြောဒုတိယမြောက်အပေါက်ထဲမှာထိုးမယ်အပေါက်ထဲကိုအကိုထည့်လိုက်ထည့်ပြီးသွားလို့ရှိရင်ခြီကိုဒီလိုမျိုးပဲယူနော်အကခြီအောက်ကိုသွားမယ်နော်အကခြီအောက်ကိုသွားပြီးတော့ဒီခေါင်းလေးနဲ့အဲ့ခြီစာလေးကိုဆွဲသွင်းလာခဲ့ပြီးတော့မှဒီလိုဖြစ်သွားမယ်နှစ်ကွင်းဖြစ်သွားတဲ့ဟာကိုတခါအကခြီခေါင်းလေးကနေပြီးတော့ဝင်ပြီးတော့အကိုခြီအောက်ထဲကိုထည့်ပြီးတော့ခေါင်းလေးနဲ့ဒီလိုဆွဲပြီးတော့ထုတ်နော်နှစ်ချက်ရှိသွားပြီပြီးလို့ရှိရင်ဒီနောက်အပေါက်ထဲမှာလည်းအကဒီအောက်ကယူလို့ရှိရင်เนาะဒါချီအယုတ်ထိုးတာအပေါ်ကနေပဲယူမယ်ပထမဆုံးတင်လာပြတဲ့အတွက်ဒီလိုအလိမ့်နဲ့ဒီလိုပတ်ပြီးတော့ဒီချီကိုယူခဲ့ပြီးခေါင်းလေးနဲ့ဆွဲထုတ်လာမယ်ပြီးလို့ရှိရင်နှစ်ကွင်းအထဲမှာရှိနေပြီဆိုတော့မှအခါလဲဆွဲထုတ်เนาะဒါကတိုင်တိုးထိုးနေပါပြီးနောက်တစ်ပေါက်ထဲကိုနောက်ဖုန်မီထဲကိုသွားမယ်သွားပြီးသွားလို့ရှိရင်အကခေါင်းလေးချီအောက်ကိုသွားမယ်သွားပြီးသွားလို့ရှိရင်ခေါင်းလေးနဲ့ဆွဲလာမယ်ဆွဲလာပြီးလို့ရှိရင်ဒီချီကိုတခါအဲ့တိုင်းပဲချီဆွဲပြီးတော့ခေါင်းလေးနဲ့ဆွဲထုတ်လာခဲ့မယ်เนาะအဲ့ပုံစံလေးတိုင်းပဲကိုနောက်ကချီကိုခေါင်းထဲမှာထည့်မယ်ထည့်ပြီးသွားလို့ရှိရင်မဟုတ်ဖုန်မီခွင်းထဲမှာခေါင်းအက်ကိုထည့်မယ်ဖုန်မီခွင်းထဲမှာအက်ကိုထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ချီကိုအက်ကိုဒီအက်ချီအောက်ကနေသွားပြီးဒီလိုလေးပတ်ပြီးတော့ဆွဲလာမယ်ပြီးလို့ရှိရင်တခါအဲ့လိုမျိုးလေးပဲပတ်ပြီးတော့တခါတစ်ချက်ဆွဲထုတ်မယ်ဒါတိုင်တိုးထိုးနည်းလေးပါနောက်ကဒါတိုင်တိုးထိုးပြီဆိုတာနဲ့အင်မီတို့ကအက်ကောင်းကိုတခါလေးဖုန်မီဝင်းနဲ့တခါလေးထည့်ပြီးသွားလို့ရှိရင်အက်ကိုချီအောက်ကနေပြီးတော့ဒီလိုဆွဲပြီးတော့ခေါင်းလေးနဲ့ဆွဲထုတ်လာမယ်ပြီးရင်တခါဆွဲထုတ်မယ်ပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်နောက်တစ်ပေါက်လဲအဲ့တိုင်းပဲဒီအက်ကိုဖုန်မီခွင်းနဲ့ထည့်ပြီးလို့ရှိရင်အက်ကိုဒီခေါင်းလေးနဲ့တခါလေးဆွဲထုတ်လာမယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေး
ထုတ်မယ်ပေါ့နော်ပြီးလို့ရှိလို့ရှင်ဒီအပေါက်ထဲမှာအက်ကဝင်သွားမယ်ဝင်သွားပြီးလို့ရှိလို့ရှင်ခေါင်းလေးနဲ့ဒီလိုမျိုးခြေကိုဆွဲလာမယ်ဆွဲလာပြီးသွားလို့ရှိလို့ရှင်အဲ့တိုင်းလေးပဲဒီလိုအခေါင်းလေးနဲ့ခြေကိုပတ်ပြီးတော့ဒီလိုဆွဲထုတ်လာမယ်ပေါ့နော်ပြီးနောက်ကဒီအပေါက်ထဲမှာလည်းအဲ့တိုင်းပဲအက်ကဝင်သွားမယ်ဝင်သွားပြီးလို့ရှိလို့ရှင်ဒီအခေါင်းလေးကဒီခြေလေးနဲ့ဒီလိုမျိုးပတ်ပြီးတော့ဆွဲလာမယ်ပြီးလို့ရှိလို့ရှင်ဒီလိုဆွဲထုတ်မယ်ပြီးရင်ဒီအက်ကဝင်သွားမယ်ပြီးလို့ရှင်ဒီခေါင်းလေးကဒီလိုမျိုးတိုင်တိုးထိုးလို့ရှိလို့ရှိရင်လေဒီအင်ကြီးတွေပါထိုးရတဲ့တိုင်တိုးထိုးနေပါဆိုအဲ့တိုင်းပဲသွားတယ်ပေါ့နော်ဒီလိုမျိုးအက်ကဒီခြေအောက်ကိုရောက်သွားမယ်ရောက်သွားပြီးွားလို့ရှိလို့ရှိရင်အက်ကိုတွေ့ရမလားခေါင်းလေးကဘယ်လိုမျိုးသွားလဲဆိုတော့သိချာကြည့်တာပြီးလို့ရှိရင်ဒီအောက်ကိုရောက်သွားပြီဆိုလို့ရှိရင်ရောက်သွားပြီဆိုလို့ရှိရင်ဒီခေါင်းလေးနဲ့ဒီဘက်ခြေကိုဒီလိုလေးဆွဲထုတ်လာမယ်နော်ပြီးလို့ရှိရင်ဒီလိုမျိုးတခါအဲ့လိုမျိုးလေးပဲတစ်ခေါက်ပြန်ဆွဲမယ်ပြီးရင်ဒီလိုလေးဆွဲထုတ်လိုက်မှာပေါ့နော်အဲ့ခါကျရင်ဒီလိုတိုင်တိုးလေးဖြစ်သွားပြီဒီလိုမျိုးလေးတိုင်တိုးလေးဖြစ်သွားပြီဆိုတော့မှအိမ်ပြီးတော့နောက်တစ်တန်းကိုတက်မယ်ဆိုလို့ရှိရင်ဖုံမီတစ်ချက်ထိုးပြီးွားပြီဆိုလို့ရှိရင်နော်ဖုံမီတစ်ချက်ထိုးပြီးွားပြီဆိုလို့ရှိရင်ပြီးတော့နောက်တစ်တန်းဒီလိုမျိုးနောက်တစ်တန်းတက်မယ်ဆိုရင်ခြေကိုပြောင်းပြန်လဲအောက်ကဟွာလေးကိုထိုးထားတဲ့ဟာလေးကိုပြောင်းပြန်လဲပြီးွားလို့ရှိရင်ဒီအောက်မှာထိုးလဲရတယ်နော်ဒီအောက်မှာမထိုးဒီအောက်မှာထိုးလို့ရှိလို့ရှင်ဒီနားလေးကဟောင်းလောင်းပေါက်လေးဖြစ်မနေတော့တကယ်လို့ဖုံမီကဒီတိုင်တိုးတစ်ချက်နဲ့ညီတဲ့ဖြစ်တဲ့အတွက်ဒီပထမဆုံးထိုးတဲ့အပေါက်ကိုမထိုးဘဲနဲ့ဒုတိယမြောက်အပေါက်ကစားထိုးမယ်ဆိုလဲရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့အဲ့လိုမျိုးတိုင်တိုးထိုးလိုက်ပြီဆိုလို့ရှင်ဒီညာလေးကဒီလိုလေးရှုံလေးဖြစ်သွားတယ်ပြီးနောက်တစ်ဘက်ကနေပြီးတော့ဒီလိုပတ်ပြီးတော့ပြန်တက်လာလို့ရှင်ဒီဖုံမီနေရာလေးကိုမမေ့စေနဲ့တချို့တွေအိမ်နားမှာမေ့လို့ရှင်ညီလေးမရတော့ဒီလိုစောင်းကြီးအဆောင်တိုင်းဖြစ်သွားတယ်နော်အဲ့တော့အဲ့လိုမဖြစ်ရအောင်လို့အိမ်မီကဘယ်လိုမျိုးထိုးလဲဆိုရင်ဖုံမီတစ်ချက်ထိုးပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာတစ်ချက်အရင်ဆုံးထိုးလိုက်တယ်နော်ဒီလိုမျိုးတိုင်းလေးပဲနော်အောက်ကိုခြေအောက်ထဲကိုသွင်းမယ်သွင်းပြီးသွားလို့ရှိရင်အကောင်လေးနဲ့အဲ့ခြေကိုပြန်ဆွဲလာမယ်ပြီးရင်ပြန်ဆွဲထုတ်မယ်ပြီးနောက်ကအောက်ကိုဒီခြေအောက်ထဲကိုသွင်းမယ်ခေါင်းလေးနဲ့ပြန်ပြီးတော့ခြေသားကိုဆွဲလာမယ်အဲ့လိုမျိုးထုတ်တယ်နော်အဲ့လိုမျိုးလေးပဲအဲ့လိုမျိုးပဲထုတ်တယ်အဲ့လိုမျိုးထုတ်ပြီးသွားလို့ရှိရင်အိမ်မီတို့ကဒီမှာတပတ်ပြအောင်ထိုးပြမယ်ပေါ့နော်ဒီနေရာလေးကိုရောက်တဲ့အခါကျလို့ရှိရင်ဟိုဘက်ကနေပြန်ထပ်ပြီးတော့အပြီးတော့ပတ်ပြီးတော့ပြန်ပြီးတော့ဒီနားရောက်လို့ရှိရင်ဒီဖုံမိမှာမထိုးတော့ဒီထဲမှာတစ်ချက်ထိုးလိုက်လို့ရှိရင်ညီလေးဖြစ်သွားသိရမလားစောစောကလိုမျိုးဖုံမိကိုအဲ့နားမှာပဲထိုးခဲ့လို့ရှိရင်တချို့တွေအဲ့နားမှာဖုံမိရှိတာကိုသတိမရကြဘူးသတိမရဘဲနဲ့မိပြီးတော့တပေါက်ကျန်အပေါ်တက်လို့ရှိရင်တက်မတက်ပဲနဲ့ဒီလိုစောင်းကြီးဖြစ်သွားအဲ့လိုမျိုးကြလို့ရှိရင်မမြင်ရမှာဆိုအမြဲဒီနားမှာဒီတိုင်တိုးတစ်ချက်ထိုးတယ်ဟိုဘက်ကနေပြန်ပတ်လာလို့ရှိရင်ဖုံမီးမှာထိုးစရာမလိုတော့ဒီတိုင်တိုးထဲမှာပဲထိုးရုံပဲเนาะအဲ့ခါကျလို့ရှိရင်အပေါ်လည်းအဲ့တိုင်းလေးပဲညီလေးတက်သွားတယ်ပေါ့နော်အရင်ဆုံးတိုင်တိုးလေးကိုပေါ့နော်ရှည်လေးထိုးပြီးတော့အရင်ဆုံးလေးချင်းကြည့်ပါတိုင်တိုးညီပြီးဆိုတော့မှတိုင်ရှည်တို့တိုင်လက်တို့တိုင်လျှော့တာတို့ပါလို့လာမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုနောက်ဗီဒီယိုလေးမှာဆက်တွေ့ပါမယ်အားလုံးပဲတက်တာ